DOS attack တွေအများကြီးရှိရတဲ့အခါမှာ resource exhaustion attack ဆိုတာပါလဲ hacker တွေက resource exhaustion attack ကိုသုံးပြီးတော့မှ cyber တိုက်ခိုက်မှုတွေဘယ်လိုလုပ်ကြလဲအဲ့တော့အခုပြောပြမယ်ဒီ cyber တိုက်ခိုက်မှုကတော့ဘယ်လောက်တောင်မှအနေများလဲဆိုတာကိုဒီဗီဒီယိုမှာပြပြပေးမယ်ပထမဆုံးအနေနဲ့ hacker တယောက်က malware တစ်ခုကို internet ပေါ်ကနေမှတစ်ဆင့်ဖြန့်လာမယ်အဲ့လိုမျိုး hacker တယောက်က malware ကို internet ပေါ်ကနေမှတစ်ဆင့်ဖြန့်လာမယ်အဲ့တော့ဒီ malware ကို internet user တယောက်ကတာမန် software တစ်ခုလို့ထင်ပြီးတော့ဒီ malware ကိုလှမ်းပြီးတော့ access လုပ်မိပါတယ်ဆိုတော့အဲ့အခါမျိုးမှာဒီ user ဒီ malware ကိုတာမန် software လို့ထင်ပြီးတော့သူ့ရဲ့ computer တွေကို malware ကိုသွင်းမိပါတယ်ဆိုတော့ဒီ malware ဒီ user ရဲ့ computer တွေကိုရောက်သွားတယ်ဆိုတော့ဒီအနေထားမျိုးမှာ user ဒီစပြီးတော့မှ malware ကို double click နှိပ်ပြီးတော့မှ run လိုက်တယ်ဆိုတော့ double click နှိပ်ပြီးတော့မှ run လိုက်တာနဲ့တပြိုင်နက်တည်း malware ကနေပြီးတော့မှတန်းချီရဲ့ file တွေကို user ရဲ့ computer system နဲ့ကိုထည့်သွားမှာအဲ့တော့တန်းချီရဲ့ file တွေဒီ user ရဲ့ computer system နဲ့ကိုရောက်သွားမယ်အဲ့တော့ user ရဲ့ computer system ကိုအခု၃ပိုင်းပိုင်းပြီးခွဲကြည့်မယ်ပထမတစ်ပိုင်းကတော့ CPU ဒုတိယတစ်ပိုင်းကကြတော့ RAM တတိယတစ်ပိုင်းကကြတော့ secondary storage လို့ခေါ်တဲ့ hard disk တို့ဒါမှမဟုတ် SSD ပေါ့အဲ့တော့ခုနပြောတဲ့ဒီ malware ကနေမှတစ်ဆင့်ဒီတန်းချီရဲ့ file တွေကို user ရဲ့ computer system ထဲကနေမှတစ်ဆင့် user ရဲ့ computer storage ထဲမှာတွားသိမ်းတယ် computer storage ပြည့်သွားပြီဆိုတော့မှ malware ကနေမှတစ်ဆင့်ဒီ computer storage ထဲမှာ file တွေတွားသိမ်းတာကိုရက်လိုက်မှာဆိုတော့အဲ့အနေထားမျိုးမှာဆိုရင် user အနေနဲ့ဒီ computer ရဲ့ဒီ secondary storage ကိုလုံးဝသုံးလို့မရတော့ဘူး။ဘာကြောင့်လဲမလိုအပ်တဲ့ file တွေနဲ့ပြည့်သွားလို့တခါ RAM ပေါ်မှာလည်းခုနက file တွေကိုယာယီတင်ထားတယ်တင်ထားတဲ့ file တွေဒီလည်းတန်းချီရဲ့ file တွေဖြစ်တဲ့အတွက် RAM ရဲ့ resource လည်းကုန်သွားပြီဆိုတော့ဒီအနေထားမျိုးမှာ CPU resource ပါထပ်ကုန်မှာဘာကြောင့်လဲဆိုရင် file ပေါင်းတန်းချီရဲ့ file တွေကိုတစ်ထိုင်ထဲမှာ computer system ထဲမှာ create လုပ်ကြတာဖြစ်တဲ့အတွက်ကြောင့် CPU ရဲ့ resource တွေလည်းပဲတုံးရတယ်ဆိုတော့အဲ့အခါမျိုးမှာတစ်ထိုင်ထဲမှာ CPU ဒီ instruction အများကြီးကိုဖြည့်ရှင်းရတာဖြစ်တဲ့အတွက် CPU ရဲ့ resource လည်းကုန်သွားပြီဆိုတော့ဒီအခါမျိုးမှာဆိုရင် user ရဲ့ computer system ထဲမှာရှိရဲ့ resource 3ခုစလုံးဒီကုန်သွားပြီခုလိုမျိုး system ရဲ့ resource တွေအကုန်လုံးကုန်သွားတဲ့အခါမျိုးမှာဆိုလို့ရှိရင် system ကြီးဒီစတင်ပြီးတော့မှ slow down ဖြစ်လာတယ်အဲ့တော့ computer system ဒီနံပါတ်1ချက်အနေနဲ့စတင်ပြီးတော့ slow down ဖြစ်လာတယ်နံပါတ်2ချက်အနေနဲ့ shut down ဖြစ်သွားတယ် computer system ရဲ့ CPU တွေ RAM တွေ secondary storage ရဲ့ resource တွေအကုန်လုံးပြည့်သွားတဲ့အတွက်ကြောင့် system တစ်ခုလုံးကိုသုံးလို့မရတော့ဘဲနဲ့ unavailability ဖြစ်သွားပြီးတော့ shut down ကျသွားတယ်ဆိုတော့ဒီလိုမျိုး system ရဲ့ CPU တွေ RAM တွေstorage ရဲ့ resource ပြည့်အောင်သုံးပြီးတော့ computer system ကြီးတစ်ခုလုံးကို overwhelm ဖြစ်အောင်လုပ်ပြီးတော့ shut down ကြအောင်လုပ်လိုက်တာမျိုးကို resource exhaustion attack လို့ခေါ်တယ်။တကယ်လက်တွေ့မှာ resource exhaustion attack လုပ်ဖို့အတွက်ဖန်တီးထားတဲ့ program တစ်ခုကို run လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်သွားနိုင်လဲဆိုတာကို Windows ပေါ်မှာတစ်ချက်ပြန်ပြီးတော့ရှင်းပြပေးမယ်။ဒီမှာဆိုလို့ရှိရင် resource exhaustion attack ကိုတိုက်လို့ရတဲ့ malware program လေးတစ်ခုရှိတယ်။အဲ့တော့ဒီ malware program ကိုကျွန်တော်တို့ run လိုက်ပြီဆိုတာနဲ့ computer ရဲ့ secondary storage တွေကိုဒီ secondary storage မပြည့်မချင်း file တွေကိုသွင်းသွားမှာဒါပေမဲ့ဒီမှာတော့ကျွန်တော် limit ထားတာဖြစ်တဲ့အတွက်
သတ်မှတ်ထားတဲ့ file limit ပြည့်သွားလို့ရှိရင်ဒီ secondary storage တွေကို file create လုပ်တာရပ်သွားလိမ့်မယ်ဒါပေမဲ့တကယ် malware မှာကြတော့ကျွန်တော်အဲ့လိုမျိုး limit မထားတာဘူး looping ကို endless looping နဲ့ပတ်ထားတယ်အဲ့အခါမျိုးမှာ computer secondary storage မပြည့်မချင်းကိုသူ့ရဲ့ resource တွေသုံးပြီးတော့ file တွေကို create လုပ်သွားမှာအခုကျွန်တော်တို့ဒီ malware program ကို double click နှိပ်ပြီးတော့မှတစ်ချက် run ကြည့်လိုက်မယ်ဆိုတော့ဒီအခါမျိုးမှာဆိုလို့ရှိရင်သတ်မှတ်ထားတဲ့ file ရေးအတွက်ပြည့်သွားတဲ့အခါမှာဒီ program ဒီရပ်သွားတယ်အဲ့တော့ computer ရဲ့ဒီ secondary storage ထဲမှာလဲ file ပေါင်း69 file လောက်ကကျွန်တော်ဒီမှာ limit လောက်ထားဖြစ်တဲ့အတွက်အဲ့69 file လောက်ဒီ computer secondary storage ထဲမှာတင်သွားတယ်ဆိုတော့တကယ် malware အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့ဒါအခုမြင်ရတဲ့ပုံစံနဲ့ create လုပ်သွားတာဒါပေမဲ့တကယ် malware တခု run လိုက်တဲ့အချိန်မှာကျွန်တော်တို့မမြင်ရတဲ့နေရာမှာတွားပြီးတင်လိုက်တဲ့ file တစ် file ကဒါ1 KB ပဲရှိတယ်ဒါပေမဲ့တကယ် malware ကဖန်တီးရတဲ့ file တစ် file ဒီအကယ်၍ဒါ1 GB လောက်ရှိရဆိုရင်ကျွန်တော်တို့ run နေပြီးတော့မတိလိုက်တဲ့အချိန်တွင်းမှာပဲအဲ1 GB file ပေါင်းတောင်းချီသိန်းချီရဲ့ file တွေကျွန်တော်တို့ရဲ့ secondary storage ထဲဝင်သွားမှာအဲ့တော့ secondary storage မပြည့်မချင်းဒီ file တွေဒီ secondary storage ထဲမှာသွားပြီးတော့မှ create လုပ်နေမှာအဲ့ခါမျိုးမှာတေချာပေါက်ကျွန်တော်တို့ရဲ့ secondary storage ဒီထိခိုက်သွားမယ်ဆိုတော့အဲ့လိုမျိုးထိခိုက်တာမျိုးမဖြစ်ချင်ဘူးဆိုရင် malware program တွေကျွန်တော်တို့ကမ run ခင်မှာတေချာလေးအတိအကျကပ်ဖို့လိုတယ်ဒါမှသာလျှင်လိုမျိုး resource exhaustion attack တိုက်ခိုက်တဲ့လိုမျိုး victim တားကောင်အနေနဲ့ကျွန်တော်တို့ကအဲတားကောင်နေရမှာမဖြစ်မှာဆိုတော့နောက်တစ်ခုကကြတော့လိုမျိုး antivirus software တွေကိုသုံးဖို့လိုတယ် antivirus software တွေကိုသုံးပြီးတော့လဲလိုမျိုး malware တွေရန်ကနေကျွန်တော်ရှောင်လို့ရတယ် cyber security နယ်ပယ်မှာဖြစ်တဲ့ပြဿနာအများစုဒီ human error ကြောင့်ဖြစ်တာလူကြောင့်ဖြစ်တာအဲ့တော့လူကဒါအဓိကဆင်ကျင်နိုင်မယ်ဆိုလို့ရှိရင်လိုမျိုး malware တွေရန်ကလည်းရှောင်နိုင်မယ်ဒီဗီဒီယိုမှာ resource exhaustion attack အကြောင်းကိုနားလည်သွားမယ်လို့ယူဆတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်